ကိုထူးရင်တင်ရေးခဲ့တဲ့အရေးကြီးပြီးလို့မြည်ရတဲ့ချင်းလေးနဲ့ကျွန်တော်ဆိုပြချင်ပါတယ်ကိုထူးရင်တင်ရဲ့အမေရှိပါတယ်ဒီမှာထိုင်နေပါတယ်အမေရဲ့သားရေးခဲ့တဲ့ချင်းဒီသချင်းမှမဟုတ်ပါဘူးသူသချင်းနဲ့အများကြီးကျွန်တော်တို့လူသားတွေအတွက်ထားခဲ့ပါတယ်သူ့ရဲ့အမွေတွေလိုပဲပြောရမှာပါပဲဆိုတော့ဒီသူရေးခဲ့တဲ့သချင်းတွေကတောင်ရင်းမြစ်ကမ်းပေးလေးမှာနေတော့ကကျွန်တော်နှစ်ယောက်ညအိတ်နေတော့ကျွန်တော်ဖျားနေတဲ့ညသူကညလုံးဘေးမှာကိုနဲ့ထိုင်ရေးတယ်မနေ့ကျတော့ကျွန်တော်ဒီသချင်းလေးသူဆိုပြပါတယ်ဆိုတော့အခုသူမရှိတော့ပေမဲ့သူ့သချင်းလေးကိုကျွန်တော်တို့ဆိုကြရအောင်ကျွန်တော်စီကန်းရှိရှိနဲ့ဆိုကြရမယ်ကျွန်တော်တို့စီကန်းရှိတယ်ဆိုတော့လည်းပြကြရအောင်ပါကျွန်တော်တို့ဒီနေ့ညရေးတယ်ပါတယ်